ခုကတော့是ခဏအပိုင်းရဲ့အဆက်လေးပေါ့နော်အခန်း6မှာကတော့是ပတ်စံနဲ့တက်တာလေးပေါ့နော်ချင်းရမ်းချန်ကတော့是ပတ်စံပြောတာလင်းရင်လင်းချင်းရမ်းချန်လင်းချန်ဆိုတာ是အကျွေးအနှုတ်ပေါ့နော်ရှင်းအောင်ရှောင်းချင်းရမ်းချန်ရှောင်းချန်ဆိုတာ是အကျွေးနှုတ်ကိုပြောတာပဲမောကြီးအမြန်ပေါ်ကြီးပြီမြန်ပြီဆိုရင်မြန်မာငွေရန်မောရင်မင်ပေါ်ကြီးပြီရန်မင်ပြီဆိုရင်တော့တရုတ်ငွေပြောတာပေါ့နော်ရန်မင်ပြီတရုတ်ငွေမောအိမိန်ယူအန်ယွမ်မိန်ယွမ်သို့မဟုတ်မောအိမိန်ချင်းမိန်ယွမ်မိန်ချင်းဆိုရင်အမေရိကန်ဒေါ်လာပေါ့နော်နောက်တစ်ခုတော့ဆိုဝိုင်းဝိုင်းပေါ်ကြီးပြီဝိုင်းပြီဆိုရင်နိုင်ငံခြားငွေစက်ကူခဲဝိုင်းခွိုက်ယူအန်ယွမ်ခွိုက်ယွမ်ဆိုချက်ကိုပြောတာပေါ့နော်ဝခွိုက်ဆိုရင်5ချက်တဲဝတော်ရှောင်း多少ဆိုရင်ဘယ်လောက်လဲရီတဲရန်ပြန်ဆိုရင်အနည်းငယ်ပေါ့နော်ခဲဟန်တဲဝတော်ဟန်တော်ဆိုရင်အများကြီးကြီးရဲ့ကျဲရဲ့အိဗေကတော့ဆိုချင်းဒီ9ဒီပြောတာပေါ့နော်ကိန်းကပေးဒီရှင်ကဖြစ်တယ်ရတယ်โอเคအဆင်ပြေတယ်ပေါ့နော်ကျန်းဆိုရင်တကယ်ကျန်းသက်ဆိုတာလည်းတကယ်ပဲကျန်းသက်မာဆိုရင်တကယ်လားပေါ့နော်ကျန်းသက်မာပြီးကျန်းသက်ကြတဲ့တော့ရင်ရတယ်မောအိမိန်ကေဝမ်ကွမ်ရှိမိန်ကွမ်ရှိကိစ္စမရှိပါဘူးဂျီလို့ဆိုဂျီရရှိမှတခါပြောခဲ့ပြီနော်ဂျီဆိုရင်ပဲဒါလီပေါ့နော်ဟုတ်ပြီဒီမှာကြည့်မယ်ဝေါ်ဂျီယုံကျဲကျွန်တော်မှာအမပဲရှိတယ်ဝေါ်ဂျီယုံဝူပိုင်ကျွန်တော်မှာ900ပဲရှိတယ်ပေါ့နော်အလွယ်နီးမှတ်ချင်တယ်ဆိုရင်တော့ဂျီပလတ်တက်ပေါ့နော်ဟုတ်ပြီနောက်ရှင်းဖိနေပြန်ဖတ်ပြမယ်ချန်ပတ်စံလင်းချန်ရှောင်းချန်အကျွေးအနှုတ်မြန်ပြီမြန်မာငွေရမ်မင်ပြီတရုတ်ငွေ美元、美金、အမေရိကန်ဒေါ်လာ YB နိုင်ငံခြားငွေစက်ကူခွိုက်ယွမ်ကျပ်5ခွိုက်5ချက်တော့ရှောင်းဘယ်လောက်လဲကြည့်ပြန်အနည်းငယ်ဟန်တော့အများကြီးကျက်ချေးဒီ9ဒီဂိမ်းပေးဒီရှင်ဖြစ်သည်真的တကယ်真的吗တကယ်လား没关系ကိစ္စမရှိပါဘူး只ပဲဒါလီ我只有姐姐ကျွန်တော်မှာအမှားပဲရှိတယ်我只有500ကျွန်တော်မှာ900ပဲရှိတယ်နော်အပြီးအောက်ကတော့ဆိုတာအရင်တော့ငွေစည်းလေးပေါ့နော်ဒီခါရမန်ဘီတရုတ်ငွေတစ်ချက်ကိုဒီပိုင်း50မြန်ဘီမြန်မာငွေ150ပါပေါ့နော်ဒီမိန်ချင်းအမေရိကန်ဒေါ်လာကိုဒီချမ်းမြန်ဘီမြန်မာငွေ1000နော်ဒါဆိုအရင်တော့ငွေတန်ဖိုးတွေဟုတ်ပြီဘောကမီနစ်လေးမှတ်ပြီးဆိုရင်တော့ရှော့က conversation လေးကြည့်ကြည့်မယ်နီးယုံမဆိုရင်မင်းမရှိလားပေါ့နော်မရှိရတယ်ချမ်းပတ်စံနီးယုံချမ်းမဆိုရင်ခင်ဗျားမှာပတ်စံရှိလားပေါ့နော်ယုံရှိတယ်ရုံတော့ရှောင်းဆိုရင်ဘယ်လောက်ရှိတာလဲကြက်ချေပေးကြက်ကိချေပေးပါကြက်ကိဝေါ်ကျွန်တော်ကိုချေပေးပါရည်တည်နည်းနည်းကြက်ကိဝေါ်ရည်တည်ကျွန်တော်ကိုနည်းနည်းချေပေးပါပေါ့နော်ဝေါ်ကျွန်တော်မှာမင်းယုံမရှိဘူးဟန်တော့အများကြီးချမ်းပတ်စံဝေါ်မင်းယုံဟန်တော့ချမ်းကျွန်တော်မှာပတ်စံအများကြီးမရှိဘူးကျင်းယုံပဲရှိတယ်ရည်တည်ဆိုရင်နည်းနည်းလေးပဲရှိပြီပေါ့နော်ဝေါ်ကျင်းယုံကျင်းယုံရည်တည်နည်းနည်းလေးပဲရှိတယ်ကြက်ကိဝေါ်ဝူချမ်းဆိုရင်ကြက်ကိဝေါ်ငါ့ကိုချေပေးပါဝူချမ်း9000不行吗？所以没ဖြစ်ဘူးလားဗောနော်ငါ့ကို9000ချေးပြီးလို့မဖြစ်ဘူးလား好吧ကောင်းပြီဟောကြက်ကိန်းနေဆိုရင်ကြက်ကိန်းဝေါ်ဆိုရင်ငါ့ကိုချေးပေးပါဟောကြက်ကိန်းနေဆိုရင်မင်းကိုချေးပေးမယ်ဟောကြက်ကိန်းနေဝူချမ်းကျွန်တော်ခင်ဗျားကို9000ချေးပေးမယ်真的很谢谢你真的တကယ်ကိုမှ很谢谢你ကျေးဇူးအရင်တင်ပါတယ်ဗောနော်没关系ကိစ္စမရှိပါဘူးဟုတ်ပြီနောက်ရှင်းလေးပြန်ပြပြမယ်你有钱吗有多少借给我一点我没有很多钱只有一点借给我5000不行吗好吧我借给你5000真的很谢谢你没关系ဟုတ်ပြီနော်အဲဆိုရင်တော့နောက်တစ်ခုပြန်ကြည့်မယ်ခုနှစ်ကတော့ရှင်နာမည်ခေါ်တာပေါ့နော်名字ဆိုတယ်မွေးရေး名字ဆိုရင်နာမည်ပြောတာကြည်အောင်ကြောက်ကခေါ်ဒီရှင်းရရှင်မျိုးရိုးပြောတာပေါ့နော်ရှမ်း什么ဆိုရင်ပါလေကွေးရှင်းဆိုရင်မင်းရဲ့မျိုးရိုးကပါလေပေါ့နော်မင်းရဲ့မျိုးရိုးကပါလေဆိုရင်ဒီကွေးရှင်းရတခါလည်းမေးလို့ရတယ်မေးခွန်းစလုံးမှတခါလည်းပါပြီလားလီရဆိုမျိုးရိုးပဲပြောတာဝမ်ရတယ်မျိုးရိုးပဲပြောတာလက်အောင်老师ဆိုရင်ဆရာမ西约水ဆိုရင်ကျောင်းသူကျောင်းသား是ဆိုရင်ဟုတ်တယ်不是ဆိုရင်မဟုတ်ဘူးပေါ့နော်ဆိုအရှိမပဲယုံဆိုရင်ရှိတယ်မယုံဆိုရင်မရှိဘူးခုလေ是ဆိုရင်ဖြစ်တယ်不是ဆိုရင်မဖြစ်ပါဘူးချင်းဆိုရင်ကျေးဇူးပြုပြီး问ကမေးပြီးဟုတ်ပြီနောက်ရှင်းပြနေပြန်ဖတ်ပြမယ်名字赵姓什么贵姓李文老师学生是不是请问ဟုတ်ပြီနောက်တစ်ခုကြည့်မယ်နောက်တစ်ခုမှာဆိုဒီပေါ်က meaning တွေရပြီဆိုတာနဲ့အောက်က conversation တွေကြည့်ကြည့်မယ်ပေါ့နော်
请问所以ကျေးဇူးပြု၍မေးပြစေ你叫什么名字你ရဲ့နာမည်ကဘယ်လိုခေါ်လဲ你贵姓你ရဲ့မျိုးကဘာလဲပေါ့နော်我的名字叫ငါနာမည်ကတော့ခေါ်ပါတယ်文成ပါ你的名字叫什么မင်းရဲ့နာမည်ကရောဘယ်လိုခေါ်လဲ我的名字叫李小龙ငါရဲ့နာမည်ကတော့李小龙လို့ခေါ်ပါတယ်你是老师吗ဆိုရင်你是吗ဆိုရင်မင်းကဖြစ်လား object ပါတယ်老师你是老师吗မင်းကဆရာဖြစ်လားပေါ့နော်不是မဟုတ်ဘူး我不是老师ကျွန်တော်ကဆရာမဟုတ်ဘူး我是一个学生我是一个学生ကျွန်တော်ကကျောင်းသားတစ်ယောက်ဖြစ်ပါတယ်နော်ဟုတ်ပြီအဲဆိုရင်老师ပြနေတယ်ပြပြမယ်请问你叫什么名字你贵姓我的名字叫文成你的名字叫什么我的名字叫李小龙你是老师吗不是我不是老师我是一个学生明白ဒီကျန်တဲ့ဘိုင်းက老师နောက်တစ်ပိုင်းမှာထပ်ပြီးပြောပြမယ်နော်